ကိုလိုချင်တဲ့အရာဆုံးရှုံးသွားတဲ့အခါမျိုးမှာကိုတွေ့တာနှစ်သက်မြတ်နိုးတဲ့အရာနဲ့ခွဲရတဲ့အခါမျိုးမှာဘယ်လိုဆင်ခြင်ရမလဲလောကကြီးရဲ့သဘာဝဟာတွေ့ကြုံဆုံကွဲပဲဘာတတ်နိုင်ပါလဲဆိုတဲ့အတွေးလေးနဲ့လျှော့ချဒီလိုလျှော့ချမကြည်မနဲ့ဒေါသတွေဖြစ်လာပြီဆိုလို့ရှိရင်လည်းဒီဒေါသတရားဆိုတာငါ့ကိုပဲနှိမ့်စမဲ့တရားဖြစ်တယ်ဒေါသဖြစ်နေတော့ရောငါအတွက်ကောင်းကျိုးချမ်းသာမှမရဘူးတစ်ဖက်သားကိုငါစိတ်ဆိုးနေရောငါအတွက်ကောင်းကျိုးချမ်းသာရမှာလို့ရမှာလားတစ်ဖက်သားရဲ့စိတ်ဆိုးမှုတစ်ဖက်သားရဲ့စော်ကားမှုကိုလက်ခံပြီးခေါင်းထဲမှာစဉ်းစားနေလို့ရှိရင်ငါမှပဲဆုံးရှုံးမှာပဲလို့ဒီလိုစဉ်းစားလိုက်ပြီးတဲ့အခါကျကိုယ်ကပ်ပါတာမှမဟုတ်တာသူပြောတာသူနဲ့သာသက်ဆိုင်တယ်ငါလည်းမဆိုင်ဘူးဒီလိုနှလုံးသွင်းပြီးတော့တစ်ဖက်သားရဲ့စော်ကားမော်ကားတာနဲ့ကြုံတဲ့အခါမှာလည်းပဲအဲ့ဒီလိုသိခန့်ခြင်းနဲ့နေလိုက်ရတယ်မြတ်စွာဘုရားကိုယ်တိုင်ကအဲ့ဒီစနစ်ကိုကျင့်သုံးခဲ့တာ